YouTube ကဗီဒီယိုတွေအစမှာမျိုးပုံတွေဒါပုံတွေကိုလူတိုင်းတွေ့ဘူးမှထင်ပါတယ်ဒီလိုပုံတွေကို thumbnail လို့ခေါ်ပါတယ်ဗီဒီယိုတစ်ပုဒ်ပေါက်ဖို့အတွက် thumbnail ကအရန်ကိုအရေးကြီးပါတယ်ဒီဗီဒီယိုမှာလူစိတ်ဝင်စားစေမယ့် thumbnail ဘယ်လိုတိစောက်ကမလဲဆိုတာကိုကျွန်တော်အသေးစိတ်လေး tutorial လုပ်ပြပေးမှာပဲဖြစ်ပါတယ်လွယ်ကူရိုးရှင်းတဲ့ thumbnail တွေရချင်ရင် Canva application ကိုသုံးမယ်ကိုကြိုက်နေတဲ့ရာပုံတွေထုတ်ခိုင်းရင်တော့ AI တွေကိုအသုံးချပြီးတော့ကျွန်တော်တို့ thumbnail လုပ်လို့ရပါတယ်အဲဒီတော့ဒီဗီဒီယိုမှာအပိုင်းနှစ်ခုခွဲပြီးတော့ကျွန်တော်တင်ဆက်ပေးပါမယ်လွယ်ကူရိုးရှင်းတဲ့ thumbnail တစ်ခုလုပ်မှာဆိုရင်တော့အကောင်းဆုံးကတော့ Canva application မှာရှိပါတယ်เนาะကျွန်တော်ဒီမှာ Play Store မှာပြထားသလိုပဲအလွယ်တကူရိုက်ရှာလိုက်လို့ရတယ် CANVA ပေါ့เนาะ Canva ကျွန်တော်တို့ပြီး install တင်လိုက်မယ် install ပြီးသွားပြီဆိုကျွန်တော်တို့ Canva တွေကိုဝင်လိုက်မယ် Canva ကကျွန်တော်တို့နှစ်မျိုးရှိတယ်ရိုးရိုးလဲသုံးလို့ရတယ်ဝယ်သုံးလို့လည်းရတယ်ကျွန်တော်တို့ကတော့ရိုးရိုးပဲသုံးဖြစ်တယ်ပေါ့เนาะကိုကဒီထက်ကြီးတဲ့ project တွေလုပ်မယ်ဟေ့ဆိုရင်ဝယ်သုံးပေါ့ဒီမှာကတော့ continue with Google ကိုကျွန်တော်နှိပ်လိုက်တယ် Google နဲ့ဒါအလွယ်တကူဝင်လို့ရတယ်ပေါ့နော် account တွေရှည်ဝေးဖောက်စရာမလိုဘူးဒါဆိုရင်ကျွန်တော်တို့က Canva တွေကိုရောက်သွားပြီ Canva ထဲမှာဒီမှာပါတဲ့ YouTube thumbnail တို့ social media တို့ဟုတ်လားကိုလုံးမဲ့ project လေးတွေ company သမားတွေဆိုလည်းဒီမှာ presentation တွေပါတယ်ဝင်လုပ်လို့ရတယ်ကျွန်တော်ကတော့ YouTube thumbnail တွေပြမှာဖြစ်တဲ့အတွက်ဒီနေရာမှာ YouTube thumbnail လေးကိုနှိပ်လိုက်မယ်ကဲဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ရဲ့ thumbnail တွေဒီမှာအများကြီးပေါ်လာပြီเนาะ thumbnail မှာသူကနှစ်မျိုးရှိတယ်ဒီမှာပြတဲ့ crown ပုံလေးနဲ့ဟာက pro ကကျတော့ဝယ်သုံးရတဲ့ဟာတွေပေါ့เนาะဒီဘက်ကဘေးကဘာမှမပါတဲ့ကောင်တွေက free တွေအကုန်လုံး copyright လွတ်တယ်ဟုတ်ပြီဒီနေရာမှာကျွန်တော်ဘယ်ကောင်လေးရွေးမလဲတစ်ချက်ပြမယ်ဘယ်ကောင်လေးကျွန်တော်တို့အဆင်ပြေနိုင်မလဲဆိုတော့ရွယ်ကူရိုးရှင်းတဲ့ဟာလေးပေါ့ကဲအဲ့ဆိုဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုကိုကြိုက်တဲ့စာသားတွေ font တွေဒီမှာယူသုံးလို့ရရเนาะကျွန်တော်ပုံကျွန်တော်ထဲမှာဖြစ်တဲ့အတွက်ဒီလူပုံကြီးကိုကျွန်တော်ဖျောက်လိုက်မယ်ဖျောက်ပြီးသွားရင်ကျွန်တော်တို့ upload လုပ်မယ်ပေါ့เนาะupload လေးတစ်ချက်လုပ်မယ်ဒီမှာကျွန်တော်တင်ထားတဲ့ file တွေမရှိသေးဘူးဆိုတော့ upload file ကိုနှိပ်လိုက်နှိပ်ပြီးရင်ဒီမှာ device ဆိုတာရှိတယ် device ထဲမှာ gallery ကိုရွေးလိုက်ရွေးပြီးသွားရင်ကျွန်တော်ဒီမှာကြိုရိုက်ထားတဲ့ပုံလေးကိုကျွန်တော်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်သူကဒီ file ကိုအရင် upload လုပ်တာပေါ့နော်ရှေ့ project ထဲကိုမရောက်သေးဘူး file ကိုရောက်ပြီးပြီဆိုမှ project ကိုပြန်တင်ရမှာပေါ့နော်ဟုတ်ပြီအဲ့ဆိုပုံလေးပြီးသွားပြီဆိုကျွန်တော်ပုံလေးကိုတင်မယ်ဒီတိုင်းထားရင်ကျွန်တော်တို့ကကြည့်လို့မကောင်းဘူးเนาะကြည့်လို့မကောင်းဘူးဆိုတော့ကျွန်တော်တို့ရဲ့ဒီပုံလေးကိုဝိုင်းဝိုင်းလေးလုပ်လိုက်မယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့လည်းတစ်ချက်ပြပေးမယ် element ဆိုတဲ့ထဲကိုဝင်မယ် element ထဲမှာဒီမှာဆိုလို့ရှိရင်ကိုသုံးညင်တဲ့ဟာလေးသုံးလို့ရတယ်ဟာလားဒီမှာပတ်စံပေးတဲ့ပုံတို့ကျွန်တော်မနေ့ကတင်ထားတဲ့ဗီဒီယိုမှာဒီပုံလေးထည့်သုံးထားတယ်ကျွန်တော် frame လေးကိုတစ်ချက်ရွေးလိုက်မယ် frame မှာဆိုဒီမှာ gallery ထည့်တဲ့ပုံလေးတွေပါတယ်ကိုကြိုက်တဲ့ပုံလေးယူသုံးလိုက်တယ်ကျွန်တော်အဝိုင်းလေးလုပ်မှာဆိုအဝိုင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုအဝိုင်းကိုအတိုင်းထားလိုက်နော်ပြီးဒီပုံလေးကိုတစ်ချက်နှိပ်ပြီးသွားရင်ဒီထဲကိုဝင်လိုက်မယ်နော်ဒီတိုင်းလေးပေါ်လာပြီဆိုကျွန်တော်တို့အဝိုင်းလေးတွေကိုထည့်လို့ရဒါဆိုကျွန်တော်ပုံလေးကဝိုင်းလေးဖြစ်သွားပြီနော်အဲ့လေးမှာကျွန်တော်သူစောနာပြထိုင်နေရတိုင်းလေးပဲတစ်ချက်ရွှေ့လိုက်မယ်ရွှေ့ပြီးတော့နည်းနည်းလေးကြီးလိုက်မယ်ပေါ့ဒီကောင်လေးကိုကြီးပြီးသွားပြီဟေးဆိုရင်ဒီနေရာမှာကျွန်တော်တို့စာသားကြိုက်တဲ့ဟာရေးလို့ရတယ်သူကတော့ color match ဖြစ်တယ်နော်အနက်ရယ်ဒီမှာအဖြူရယ်မှာအပြာခံပုံမှာအနက်ရယ်အဖြူရယ်ရေးထားတယ်ကျွန်တော်ဒီနေရာမှာဗာစာသားရေးမယ်ဥပမာကိုတင်မဲ့ content ရဲ့စာသားကိုရေးပေါ့ပို့ပြီးတော့ကြည့်လို့ကောင်းပါက make money online ပေါ့ make money online ဒါဆိုလို့ရှိရင်စာသားမလှသေးလို့ရှိရင်ကျွန်တော်ဒီဘက်ကိုနည်းနည်းဆွဲလိုက်မယ် make money online စာကိုဖုံးသွားမှာဖြစ်တယ်ဒီကောင်လေးဒီဘက်နည်းနည်းတိုးလိုက်မယ်နော်ဒီနေရာမှာစဉ်းစားမှာကကို viewer တွေကို video ကြည့်ရင်ဘယ်လိုမျိုးဒါစိတ်ဝင်စားပွဲဖြစ်လောက်လဲပေါ့နော်အဲ့ဒါလေးတွေကိုရေးရမှာပေါ့ဒါကတော့ကျွန်တော်က tutorial ပြပေးတာဆိုတော့ဒါတေချာမစဉ်းစားပြီးနဲ့လုပ်ပေးလိုက်တာเนาะမိတ်ဆွေတို့ကတင်ပါဟေ့ဆိုလို့ရှိရင်เนาะဒါတေချာစဉ်းစားပြီးတော့တင်ပေါ့10မိနစ်ဘလောက်ပေါ့ဒါဆိုလူကြည့်များမယ်ပေါ့ဒီပုံရောကိုပုံလဲပါတယ်ပြီးတော့ဒီမှာစာသားလေးလှလှလေးရေးထားတယ်10မိနစ် s 50ပေါ့ဒါမျိုးဆိုလို့ရှိရင်လူကြည့်များတယ်ပေါ့ဒီ project လေးပြီးသွားပြီဟေ့ဆိုရင်ကျွန်တော်တို့ဒီမှာ save ဟာလေးကိုနှိပ်လိုက်မယ် save ပြီးသွားပြီဟေ့ဆိုတော့ကျွန်တော်တို့ရဲ့ design လေးကဒါ gallery တွေကိုရောက်သွားပြီပဲဖြစ်ပါတယ်เนาะthumbnail ကိုဘယ်လိုဗီဒီယိုမှာတင်ရမလဲဆိုတာကိုဗီဒီယိုရဲ့အဆုံးပိုင်းမှာပြောပေးမယ်ဒုတိယပိုင်းဖြစ်တယ်ကျွန်တော်တို့ AI နဲ့ကျွန်တော်တို့ thumbnail လောက်တာလေးကိုတစ်ချက်သွားမယ် AI နဲ့ thumbnail တိစောက်တာကိုကျွန်တော်ရဲ့ Telegram channel မှာအသေးစိတ်လေးတင်ပေးထားပါတယ် YouTuber ဖြစ်ရှင်တဲ့ညီကိုတွေလည်း Telegram channel မှာ free ပညာဒါနအနေနဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် KD sharing ကကောင်းမြတ်ပါ